မဲ့မင်္ဂလာပါရှင်ကျမတို့ကတော့တောင်ငူ District Federal School TTFS မှာပညာသင်ကြားနေသောသက်သမတန်းကျောင်းသားကျောင်းသူများဖြစ်ကြပါတယ်။ကျမတို့ဒီနေ့ပြောမယ့်အကြောင်းအရာကတော့သက်သမတန်းမြန်မာစာမှာပါဝင်တဲ့ပြည်သူပြည်သားတာဝန်အကြောင်းပဲဖြစ်ပါတယ်။ဆက်လိုက်ကြရအောင်လားရှင်။ပြည်သူပြည်သားတာဝန်ကသုတဆောင်းပါးဖြစ်ပြီး20ရာစုမှာဒေါ်သန်းတင်ရေးသားခဲ့ပါတယ်။ပြည်သူပြည်သားတာဝန်အကြောင်းမပြောခင်ဒီအကြောင်းကိုရေးတဲ့စာရေးဆရာမဒေါ်သန်းတင်အကြောင်းကိုအရင်ဦးဆုံးပြောပြပေးသွားမှာဖြစ်ပါတယ်ရှင်။ဒေါ်သန်းတင်ကိုပဲခူးတိုင်းဒေသကြီးတောင်မြို့၌1913ခုနှစ်စက်တင်ဘာလ19ရက်နေ့တွင်အဖရောင်းစရေးကြီးဦးမောင်ကြီးအမိကုံတဲ့တော်ကျင်တင်တို့မှဖွားမြင်ပါတယ်။မိဘများတာဝန်ကျရာမိထ္ထီလာမြို့တွင်ကြီးပြင်းပါတယ်။ရန်ကုန်မြို့စိန့်ဖလောမီနာတီလာရှင်ကျောင်းမှာသက်သမတန်းအထိပညာသင်ကြားခဲ့ပါတယ်။အစိုးရဆရာဖြစ်တင်နော်မယ်ကျောင်းမှဆရာဖြစ်လက်မှတ်ရရှိခဲ့ပါတယ်။မလိုင်မြို့အမျိုးသားထက်တန်းကျောင်းမှာလေတန်းပြဆရာမအဖြစ်တာဝန်ထမ်းဆောင်ခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့မိထ္ထီလာမြို့အမျိုးသားထက်တန်းကျောင်းတွင်အထက်တန်းပြဆရာမအဖြစ်တာဝန်ထမ်းဆောင်ခဲ့ပါတယ်။တက္ကသိုလ်ဆုများနှင့်အင်တာဗျူးခဲ့ပါတယ်။ဒုတိယကမ္ဘာစစ်အတွင်းတွင်နမောင်မြို့၌အင်္ဂလိပ်မြန်မာအထက်တန်းကျောင်းဖွင့်ခဲ့ပါတယ်။ဒီနေ့အကြာမှာအပိတ်ခံခဲ့ရပါတယ်။နမောင်မြို့၌ပြည်မင်္ဂလာစင်တိုင်ခုံပဒေသာခိုင်ကြီးကိုဦးစီးဖွင့်လှစ်ခဲ့ပါတယ်။1955ခုနှစ်တွင်မကွေးမြို့သို့ပြောင်းရွှေ့လာပြီးမြေလက်တက္ကသိုလ်အလုပ်ပညာသင်ကျောင်းနှင့်ဗမာကိနေကိုပိုင်အထက်တန်းကျောင်းယခုအာထာကတိမကွေးတို့ကိုဖွင့်လှစ်ခဲ့ပါတယ်။ထိုကျောင်းများတွင်ကျောင်းအဖြစ်ဆောင်ရွက်ခဲ့ပါတယ်။1964ခုနှစ်တွင်ကျောင်းများကိုပြည်သူပိုင်အဖြစ်အသိမ်းခံခဲ့ရပါတယ်။1967ခုနှစ်တွင်ညာဘဝရတနာ1961ခုနှစ်တွင်ပုံတိုပတ်စာ1962ခုနှစ်တွင်ကမ္ဘာထိပ်တန်းခေါင်းဆောင်များ၏ဇနီးသည်များအတွင်းရေးစာအုပ်များကိုရေးသားခဲ့ပါတယ်။1994ခုနှစ်မှ2002ခုနှစ်အထိကွန်ပျူတာသင်တန်းကျောင်းများကိုဦးစီးဖွင့်လှစ်ခဲ့ပါတယ်။2003ခုနှစ်ဧပြီလ20ရက်နေ့နေ့လယ်1:30မိနစ်အချိန်၌မကွေးမြို့ပွဲချိုရဲ့နမောင်လန်းနေအိမ်တွင်ကွယ်လွန်ခဲ့ပါတယ်ရှင်။ပြည်သူပြည်သားတာဝန်ဆိုတာကတိုင်းပြည်ဒါမှမဟုတ်နိုင်ငံမှာနေတဲ့ပြည်သူတဦးတယောက်ရှိစီလိုက်နိုင်ရမယ့်တာဝန်တွေပဲဖြစ်ပါတယ်။ဥပမာအခွန်များပေးဆောင်ခြင်းစီကံဥပဒေတို့နဲ့အညီနေထိုင်ခြင်းစသည်တို့ဖြစ်ပါတယ်။ယဉ်ကျေးသောလူတိုင်းမှာတာဝန်ဝတ္တရားတည်တည်ရှိကြပါတယ်။မိဘ၌ဝတ္တရားရှိတဲ့ကဲ့သို့တသမီးများမှာလည်းဝတ္တရားရှိပါတယ်။ဒါအတူဆရာရဲ့ဝတ္တရားတပည့်ဝတ္တရားလင်ယောက်ျားရဲ့ဝတ္တရားအိမ်သူဇနီးရဲ့ဝတ္တရားစသည်ဖြင့်တာဝန်အသီးသီးရှိကြရာတိုင်းပြည်အတွက်ပြည်သူပြည်သားတို့လိုက်နာဆောင်ရွက်ရမည့်ဝတ္တရားများလည်းရှိကြပါတယ်။တိုင်းပြည်တစ်ပြည်ရဲ့အစိုးရကမြမြပင်တိုင်းပြည်ကောင်စားရေးကိုစီမံအုပ်ချုပ်လုပ်ကိုင်တော်လဲတိုင်းသူပြည်သားများကဆောင်ရွက်ရမည့်ဝတ္တရားများကိုကြေပွန်စွာမဆောင်ရွက်ပဲပြက်ကွက်နေပါကထိုတိုင်းပြည်ကတိုးတက်ကြီးပွားခံခတ်တည်မြဲရန်မဖြစ်နိုင်ပါပြည်သူပြည်သားလိုက်နာကျင့်သုံးရမယ့်တာဝန်ဝတ္တရားတွေကတော့အောက်ပိုင်အတိုင်းပဲဖြစ်ပါတယ်ရှင်။မိမိတိုင်းပြည်၌သစ္စာတရားဆောင်ထင်းရခြင်းတိုင်းပြည်အားထိခိုက်နေတာစီမိဘေးရန်နဲ့ပေါ်ပေါလာခဲ့ရင်တိုင်းပြည်အတွင်မျိုးချစ်စိတ်သက်တန်စွာကုညီထောက်ပံ့မိခြင်းခုခံတိုက်ခိုက်ခြင်းများပြုလုပ်ပေးခြင်းတိုင်းပြည်နေတာစီမိစကားလုံးများကို၎င်းအလောက်ကိုင်များကို၎င်းမပြောမဆိုမလောက်ကိုင်မိစေရန်ဆောင်ထင်းပေးရပါမယ်။နှစ်မိမိတိုင်းပြည်ဥပဒေစည်းမျဉ်းစည်းကမ်းများကိုယူသေးလေးစားစွာမလိုက်နာပဲဥပဒေကိုချိုးဖောက်သူများအားအပိအားမြောင်မပြုလုပ်တဲ့မှာရာဇဝတ်မှုကျူးလွန်သူများကိုဥပဒေရသာစီရင်တင်ပါတယ်။၃ရာဇဝတ်မှုနှိမ်နင်းရ၌၎င်းရာဇဝတ်မှုကျူးလွန်သူများအားဖမ်းဆီးရ၌၎င်းအစိုးရအားတက်နိုင်သည်များအကူအညီပေးရန်လိုအပ်ပါတယ်။အစိုးရဆိုသည်မှာပြည်သူလူထုကတင်မြှောက်ထားသောအဖွဲ့အစည်းဖြစ်ပါတယ်။ပြည်သူလူထု၏ကူညီထောက်ပံ့မှုမရရှိပါကအမည်သည့်အစိုးရကမှအောင်မြင်နိုင်လိမ့်မည်မဟုတ်ပေ။တိုင်းပြည်ငြိမ်းချမ်းသာရကောင်းစားရရှိနိုင်ရန်ပြည်သူလူထု၏အကူအညီထောက်ပံ့ရရှိရန်လိုအပ်ပါတယ်။လေမိမိတိုင်းပြည်နိုင်ငံရေးပြည်ထနာများကိုစိတ်ပါဝင်စားခြင်းတိုင်းပြည်အတွက်အကောင်းဆုံးနိုင်ငံရေးလမ်းစဉ်များကိုချမှတ်နိုင်ရန်နိုင်ငံရေးလုပ်ငန်းများကိုဆရာထက်သန်စွာပါဝင်လှုပ်ဆောင်ပေးခြင်းပြုလုပ်ရပါမယ်။မိမိတိုင်းပြည်နဲ့ပတ်သက်၍တိုးတက်ကြီးပွားအောင်မြင်အောင်လည်းဆောင်ရွက်ပေးရပါမယ်။ဤတာဝန်ဝတ္တရားလေးမျိုးမှာပြည်သူပြည်သားတိုင်းလိုက်နာရမည့်တာဝန်ဝတ္တရားဖြစ်ပါတယ်။တာဝန်ဝတ္တရားလေးမျိုးကိုထမ်းဆောင်နိုင်ရန်ပြည့်ကွက်ပါကမိမိတိုင်းပြည်သည်အမှန်ပင်အောက်ကျနေမည်ဖြစ်သွားလိမ့်မည်။မိမိတိုင်းပြည်ညနာပါကမိမိမှာလည်းပြည်သူပြည်သားများအနက်တရားပါဝင်ဖြစ်သည့်အတွက်ထိခိုက်နစ်နာမည်မဟုတ်
မြည်မှာမလွဲပြီးအကြောင်းအရာကနေဗဟုသုတတစ်စုံတရာရရှိမယ်လို့ထင်ပါတယ်အဖုန်းတီကြည့်ရှုနိုင်ဆင်ပေးကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင် Thank you, everyone! Thank you, Elmar! Boom!